မြို့ပြင်မှာနှစ်ပေါင်းများစွာစွန့်ပစ်ခံထားရတဲ့အစိုးရကျောင်းဆောင်ဟောင်းကြီးတစ်ခုရှိပါတယ်။ဒီနေ့မှာတော့စွန်းစားရှာဖွေသူငယ်ချင်း2ယောက်ဟာဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကျောင်းဝန်းထဲကိုဝင်ရောက်လာခဲ့ကြတာပါ။အတွင်းထဲမှာတော့ဖုံမုံတွေအမိုက်တွေနဲ့ပြည့်နှက်နေပြီးသူတို့ရဲ့ဓာတ်မီးရောင်အောင်မှာနန်းရံကစေးရီးပန်းချီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေပါတယ်။သူတို့ရှောက်လာရင်အတန်းတစ်ခန်းထဲကိုဝင်ကြည့်လိုက်တဲ့အခါထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရပါတယ်။အရာအလုံးကဟောင်းနွမ်းနေပြီးမြဲကြောက်တင်ဘုံဘောကစားတွေကတော့အခုလေးတင်ရေးထားတယ်လို့အထစ်ဆက်ဆက်ပါပဲ။စပွဲပေါ်မှာလည်း6ကပ်ပြီးပုံနေတဲ့ပန်းတီးတလုံးလည်းရှိနေပါတယ်။သူတို့အတန်းတွေကပြန်ထလာတဲ့အခါနန်းရံကစေးရီးပန်းချီတွေပြောင်းလဲနေတာကိုသတိထားမိလိုက်ပါတယ်။စိတ်ထင်လွန်နေမှာပါဆိုပြီးအပေါ်ထက်ကိုတက်ခဲ့ကြပါတယ်ဒုတိယထက်ကိုရောက်လာတဲ့အချိန်မှာလဲနန်းရံကစေးရီးပချီတွေအားလုံးကတူတူပဲဖြစ်နေပါတယ်သူတို့နောက်ထပ်အထက်တစ်ခုကိုထက်တက်လာခဲ့ကြပါတယ်တတိယထက်ကိုရောက်ပြီလို့ထင်ပြီးတကားကိုဖွင့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတာကဒုတိယထက်ကိုပဲပြန်ရောက်နေတာပါကြောက်စိတ်ဝင်လာတဲ့သူတို့တငယ်ချင်းတွေအောက်ထက်ကိုအတင်းပြေးစိမ့်လာကြပါတယ်ခြေလန်းအနှဲငယ်တဲ့အတွင်းမှာတဲ့ပထမထက်ကိုပြန်ရောက်သွားပြီမယ်ထော့ပေါက်ကပျောက်နေပါတယ်လမ်းလျှောက်နေရတဲ့ခုနပန်းသီးရှိတဲ့အတန်းတွေကိုပဲထက်ခါပြန်ရောက်နေပါတယ်ဒါပေမဲ့ကြောက်တင်မုံဘော်ကစာတွေကပြောင်းသွားပါပြီကလေးတွေတချင်းဆိုလေးရှိတဲ့ဆိုပြီးရေးထားတဲ့စာတွေဖြစ်နေတာပါသူတို့လည်းထွက်ပေါက်ကိုလိုက်ရှာကြပေမဲ့ပန်းသီးရှိတဲ့အခန်းလေးကိုပဲထက်ခါပြန်ရောက်နေတာပါသူတို့ပြေးနေရင်နောက်ဆုံးမှာတော့ထွက်ပေါက်ရှိရာကိုတွေ့သွားပါတယ်ဒါပေမဲ့သူ့တငယ်ချင်းကမပါလာပဲပျောက်နေပါတယ်သူလည်းအခန်းထဲကိုကြည့်လိုက်တဲ့အခါမှာသူ့တငယ်ချင်းကပန်းသီးတင်ထားတဲ့ခုံပေါ်မှာအိပ်ပျော်နေတာပါသူလည်းကြိုးစားပြီးလုံနိုးနေပေမဲ့သူ့တငယ်ချင်းကတော့မနိုးလာခဲ့ပါဘူးဒါနဲ့သူလည်းဆွဲခေါ်လာခဲ့လိုက်ပြီးထွက်ပေါက်ရှိရာကိုလာခဲလိုက်ပါတယ်တကားကိုရောက်တော့တကားကတော့ခတ်ထားပြန်ပါတယ်သူတကားကိုအတင်းထူပြီးအော်ဟစ်နေတော့မှပဲလူနှစ်ယောက်ရောက်လာပြီးတကားကိုဖွင့်ပေးလိုက်ပါတယ်မင်းတို့ဒီကိုမလာတင်ဘူးလို့ပြောပြီးသူတို့ကိုကျောင်းပင်ကိုခေါ်ထုတ်သွားပါတော့တယ်ဒီကျောင်းကြီးဟာတကယ်တော့ SCP-026 လို့ခေါ်တဲ့အန်ဒရယ်ရှိတဲ့နေရာတစ်ခုပါအရင်တုန်းကတော့ပုံမှန်ခွင့်လစ်ခဲ့တဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ကျောင်းသားတွေပျောက်ဆုံးမှုများလာပြီးထူးဆန်းတဲ့ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာအစိုးရကပြစ်ဖို့ကိုဆုံးဖြတ်ခဲ့တာပါကျောင်းထဲမှာလမ်းကျောင်းတွေနဲ့စာသင်ခန်းတွေကအချိန်တိုင်းပြောင်းလဲနေပါတယ်အခန်းတွေကပျောက်သွားလိုက်ပြန်ပေါ်လိုက်ဖြစ်နေပြီးလေကားတွေကလည်းအမြဲတမ်းရွေးရှာနေတာပါနိုင်ငံပေါ်ကစေးရီးပချီတွေကလည်းအချိန်တိုင်းပြောင်းလဲနေပါတယ်ကျောက်တင်ဘုံပေါ်ကစာတွေလည်းအတူတူပါပဲတခါတလေမှာစာသင်ခန်းတွေထဲမှာတတိမျောနေတဲ့လူတွေထပ်ပေါ်လာတတ်ပါတယ်ဒီလူတွေကကျောင်းမပိတ်ခင်ဟိုးအရင်အချိန်တွေထဲကဖျောက်ဆုံးနေတဲ့လူတွေဖြစ်ပြီးဖျောက်နေတာ10နှစ်လောက်ကြာနေပေမဲ့ပြန်တွေ့တဲ့အချိန်မှာတော့သူတို့ကျောင်းတက်နေတဲ့အရွယ်အတိုင်းပဲရှိပါသေးတယ်။ကျောင်းထဲမှာရှိနေတဲ့အချိန်လုံးဝနိုးလို့မရပေမဲ့ကျောင်းရဲ့အပြင်ကိုရောက်သွားတာနဲ့ချက်ချင်းနိုးလာပါလိမ့်မယ်။ဒါပေမဲ့ခဏအကြာမှမယ်ရေဓာတ်ဆုံးရှုံးမှုကြောင့်ခနာကိုက6ကတ်ပြီးတည်ဆုံးသွားပါတယ်။ SCP Foundation ကစမ်းသပ်မှုတွေမျိုးစုံလုပ်ခဲ့ပေမဲ့တည်ကြတဲ့အဖြေကိုမရရှိသေးပါဘူး။တာဝန်ထမ်းဆောင်နေတဲ့ agent တွေကတော့ကျောင်းထဲမှာအိပ်ပျော်သွားပါတယ်။တွဲဖက် agent ကအပြင်ကိုချက်ချင်းပြန်ခေါ်လာတာကြောင့်အသက်ရှင်ခဲ့ရပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့သူကျောင်းထဲမှာဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောနိုင်ခဲ့ပါတယ်။သူကအိပ်ပျော်နေချိန်မှာထူးဆန်းတဲ့အိမ်မက်တစ်ခုထဲကိုရောက်သွားပြီးစာသင်ခန်းတစ်ခုထဲမှာရောက်နေပါတယ်။ကျောင်းဆင်းကောင်းလောင်းမိတာနဲ့သူကတကားကိုဖွင့်ကြည့်ပေမဲ့ဖွင့်လို့မရပါဘူး။စာသင်ခန်းထဲမှာရှိတဲ့ကျောင်းသားတိုင်းကအဖြူနဲ့အမဲဖြစ်နေတာကိုလည်းသူတတိထားမိလိုက်ပါတယ်။သူကဒီစာသင်ခန်းထဲမှာပဲပြန်နိုးလာလိုက်စာသင်လိုက်ထွက်ဖို့ကြိုးစားလိုက်နဲ့တန်တရားလဲနေတာပါ။နောက်ဆုံးမှသူကိုယ်တိုင်လည်းအဖြူနဲ့အမဲအဖြစ်တို့ပြောင်းလဲသွားခဲ့ပါတယ်။ SCP Foundation ကဝင်ပေါက်တိုင်းကိုကားထားပြီးတော့လူဝင်ရောက်လာတာကိုသိနိုင်တဲ့စမ်းစာတွေတက်ထားပြီးအချိန်တိုင်းစောင့်ကြည့်နေရပါတယ်။ဒီအဆောက်အဦကအခုထိရှိနေသေးပြီးအန်ဒရယ်အစိမ့်ယူကလစ်အဖေသတ်မှတ်ပြီးထိမ့်သိမ်းဆောင်ရှောက်လျက်ရှိပါတယ်။ဒါကြောင့်ပရိသတ်တို့လည်းတနေ့နေ့မှာထူးဆန်းတဲ့ကြောင်းပြက်ကြီးတစ်ခုထဲရောက်သွားပြီးအိမ်မက်ထဲမှာအဖြူအမဲနဲ့လူတွေကိုမြင်လိုက်ရတယ်ဆိုရင်ကိုအမြန်စစ်ကြည့်ပြီးချက်ချင်းနိုးအောင်စူးစမ်းကြဖို့တတိပေးလိုက်ပါရစေ။